ငါတို့နိုင်ငံတာယာဝပြောရေးအတွက်အားလုံးစည်းလုံးညီညွတ်စွာဆောင်ရွက်ကြပါပြည်သူတို့အကျိုးစီးပွားကိုအမြဲဦးစားပေးရမည်အမိန့်တော်အတိုင်းပါအရှင်မင်းကြီးခုဗီဒီယို YD Crate ရဲ့ထုတ်တာဖြစ်ပါတယ် YD Crate ကခက်ကတ်လို့ Crate Project ကနေဗီဒီယိုတွေကို edit လုပ်ရပါတယ်ဓာတ်ပုံတွေဗီဒီယိုတွေကိုလည်း Pro နဲ့ရေးပြီးတော့ထုတ်လို့ရပါတယ်ကျွန်တော်ကတော့ဓာတ်ပုံကို ChatGPT မှာတွားထုတ်မှာဖြစ်ပါတယ်ChatGPT မှာဘင်းနဲ့ movement တွေစကားပြောနေတဲ့ပုံထုတ်ပေးပါခိုင်းလိုက်ပါမယ်ပေါ်ရဲ့ site ကိုတော့ 9:63 portrait ပုံထုတ်ခိုင်းလိုက်ပါမယ်And make a little island right here. And there ain't a palm tree inside, but there's not a cloud in your blue eyes. If we need a drink, I'll be the bartender. I got a fifth of Patron and a blender. Baby, slipping on a swimsuit is overrated. We don't need a beach to get a half naked. Life's too short. Let's not waste it, 'cause paradise is wherever we make it. Paradise is wherever we make it. ပြီးရင်တော့စကားပြောနေတဲ့ video pro ရေးပေးပါလို့ခိုင်းလိုက်ပါမယ်စကားပြောကိုကိုကျက်နေတဲ့လို့ရေးလို့လည်းရပါတယ်ကျွန်တော်ကတော့ ChatGPT ကပြီးတော့စကားပြောကိုသုံးပါမယ် YD Crate က video တွေကိုထုတ်ရင် video pro ရေးရင်ပေါ့နော်စာလုံးကြီး900ထက်ကျော်လို့မရပါဘူးအဲ့ဒီအတွက်900အောက်စာလုံးကြီးရှိတဲ့ video pro ကိုရေးရမှာဖြစ်ပါတယ်I'll be the bartender. I got a fifth of Patron and a blender. Baby, slipping on a swimsuit is overrated. We don't need a beach to get a half naked. Life's too short. Let's not waste it, 'cause paradise is wherever we make it. Paradise is wherever we make it. ရလာတဲ့ video print ကို copy ယူပြီးတော့ YD Crate ရဲ့ generate video မှာ paste လုပ်ပါမယ်ခုနကတောင်းထားတဲ့ဓာတ်ပုံကိုလည်းupload လုပ်လိုက်ပြီးတော့ generate ကိုနေလိုက်ပါ Yeah, there might not be a palm tree inside, but there's not a cloud in your blue eyes. If we need a drink, ငါတို့နိုင်ငံတာယာဝပြောရေးအတွက်အားလုံးစည်းလုံးညီညွတ်စွာဆောင်ရွက်ကြပါပြည်သူတို့အကျိုးစီးပွားကိုအမြဲဦးစားပေးရမည်အမိန့်တော်အတိုင်းပါအရှင်မင်းကြီးငါတို့နိုင်ငံတာယာဝပြောရေးအတွက်အားလုံးစည်းလုံးညီညွတ်စွာဆောင်ရွက်ကြပါပြည်သူတို့အကျိုးစီးပွားကိုအမြဲဦးစားပေးရမည်အမိန့်တော်အတိုင်းပါအရှင်မင်းကြီးငါတို့နိုင်ငံတာယာ use video နေပြီးတော့ပေါ့နော်ဒီ video တွေကိုပြန်ပြီးတော့ edit လုပ်လို့ရပါတယ်ပြီးတော့ site တွေပေါ့နော် landscape ပြောင်းခြင်းနဲ့ဆိုရင် aspect ratio ကနေကိုလိုချင်တဲ့ site ကိုပြောင်းလို့ရပါတယ်ပြီးတော့ export ထုတ်လိုက်ပါမယ်ရလာတဲ့ video ဒီ YouTube ရဲ့ shop မှာတန်းပြီးတော့တစ်ခါလေးတင်လို့လည်းရပါတယ်